မင်္ဂလာပါဗျာကျွန်တော်ရောက်ရှိနေရတဲ့တောင်ကတော့ဒီနေ့ရုံစံနားလေးမှာရှိတဲ့ဘုံစံတောင်တက်မှာဖြစ်ပါတယ်ခုဆိုတော့ခဲနာကြီးပန်းအဝါရောင်လေးတွေနဲ့ရမ်းကိုလှပတဲ့တောင်တန်းကြီးဖြစ်ပါတယ်ဗျာကျွန်တော်နဲ့အတူတောင်ပေါ်ခဏလောက်လိုက်ကြည့်ပေးပါအောင်ဗျာဘုံစံခုံပန်းအဝါလေးတွေရမ်းလှတယ်တောင်တက်တဲ့တစ်ချောင်းလုံးမှာပန်းအဝါလေးကြီးတယ်ຫນွေဦးမှာစပွင့်တဲ့ခဲနာကြီးပန်းလေးတွေတဲ့ရလေတကားနဲ့ဆိုတော့အဆင်ပြေတယ်ဗျကဲလေပူပူမှာတောင်တက်နေပါလေဗျာလေပူပူမှာတောင်တက်နေတယ်ဗျာပိုက်ရဆိုတော့လူတွေကတော့များတယ်ဗျာတောင်ပေါ်မှာကလေးကစားကွင်းတွေကြိုးတရားလေးတွေလည်းရှိရတယ်위에 올라가야지 한강 ဒီမှာဓာတ်ဖမ်းမဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ရမ်းစင်ပြီရဲ့ဗျာကျွန်တော်ကတော့ပြန်ကားမှဓာတ်ပုံရိုက်ပါမယ်ကိုကလည်းလူတွေကများလွန်းနေလို့ဗျာဓာတ်ပုံရိုက်လို့အဆင်မပြေသေးပါဘူးကဲဒီမှာအန်တီကြီးတွေကလည်းဓာတ်ဖမ်းနေဗျာဓာတ်ပုံတွေရိုက်လို့ဗျာလာလေဗျာပန်းဝါလေးကဲတောင်ပေါ်တစ်လျှောက်လုံးမှာပန်းဝါလေးတွေနဲ့ရမ်းလှတယ်ဒါတော့မော်တက်ကြီးပါကဲမော်တက်ကြီးကိုတက်ကြည့်တယ်ပန်းလေးတွေကတော့ဝါထိန်နေတယ်မြန်မာပြည်တကြံပတောက်ပန်းလေးတွေနဲ့တူတယ်ဗျာကိုမြန်မာပြည်တောင်ပြန်ပြီးတော့လွမ်းသွားကဲဆက်တက်ပါဦးမယ်ဗျာမလီလီထင်းရှူပင်နေနဲ့တဆောက်လုံးပဲဗျာအဝါပန်းအလှလေးကဲဒါတော့ဓာတ်ပုံကြီးရိုက်호텔은 좀 근데 짝 있으면 스트레스를 모르죠. 포도당이기 때문에 한번 효과가 있는 점. 주변에는? 직접လူတွေကတော့များတယ်ဗျာနိုင်ဝက်ကြော်လောက်တော့တက်ရတယ်ဒါကတော့ပန်းလှလေးစင်တာပါကဲလူတွေကအများကြီးပဲဒါတောင်ထိပ်ပါနိုင်ဝက်လောက်ပဲတက်ရပါဘူးဗျတောင်ထိပ်ကိုရောက်ရှိနေပါပြီဒီနေ့ဒါဖြော်ပြရေးအစီအစဉ်လေးရှိရတာဆောင်းပေါက်လေးနဲ့
ဈေးပွဲတော်လည်းရှိတယ်ဒီမှာလာတဲ့ပုံလေးရိုက်တယ်ဘုံဆန်နဲ့ခဲနာလီကဲဒါကတော့တောင်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းပါဗျာပန်းဝါတွေဝါထိန်တို့ခုမြင်နေရတော့အမြင့်ဘေးအမြင့်ကြီးကိုလမ်းမြင်နေရကားလမ်းနေကားလမ်းရထားလမ်းရန်ပါညနေစီးစားလို့ပြီးတော့လေရီတတူတူရန်လိန်ကြီးခံကောင်းတယ်။ဒါနဲ့လာထဲ။ဒီတော်တော်လူများရပါဘာဖြစ်လို့ပွဲရရှိတယ်ကဲမြေဘေးရတာမြီးကပ်မြင်ရတယ်မြေဘေးလေးကမြီးကပ်ကဲဆုံးသည့်ချစ်ရှုပြီးလေကျေးဇူးပါနောက်ထပ်ဘလုံးများကိုလည်းအားပေးပါအောင်ဗျာအရန်ကြီးပြီးလို့ရှည်သွားမှကြောက်ဒီလောက်ပါပဲဗျာတတ်တာပါဗျာအားလုံးနဲ့ဘိုင်းဘိုင်းပါ